မင်္ဂလာပေါင်းတဲ့ခံကြောင်းကြပါစေရှေးဦးစွာကျွန်တော်ကိုဒီစင်မင်းရှိမှာခွင့်ရပေးတဲ့ RAR ပိခန့်ရှင်တဲ့တကွာစီအဖွဲ့ဝင်အားလုံးကိုကျွန်တော်ဥစွာပဏမကျေးဇူးဥပကာယတင်ရှိပါကြောင်းပြောပြလိုပါတယ်ခင်ဗျာကျွန်တော်နာမည်ကကြတော့ရဟူလာမင်းဖြစ်ပါတယ်ကျွန်တော်စကန်တစ်စိမ်မှာမြန်မာစာပြဆရာတရားအနေနဲ့လက်ရှိနေထိုင်လျက်ရှိပါတယ်ကျွန်တော်ရဲ့အဓိကလုံးငယ်ကတော့ကျွန်တော်မြန်မာစာကိုနှစ်ပေါင်း18နှစ်ကာလကျော်သင်ပြလာတဲ့ဆရာတရားလည်းဖြစ်ပါတယ်ကျွန်တော်ယခုကြွားရောက်လာကြတဲ့ဧည့်သည်တော်များကိုဒီကျွန်တော်တို့ဆုရှိမြင့်ပွဲအခမ်းအနားနဲ့ပတ်သက်တဲ့ကြပြတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကြွားရောက်လာကြပါတော့ဧည့်သည်တော်များနဲ့ဆရာသမားများအထုဧည့်သည်တော်များကျောင်းသားမိဖများစခန်းတော်ပဲရှိအဘယ်ဘက်မှာကိုလူမျိုးဆက်သည့်အတွက်တာဝန်ထမ်းဆောင်လျက်ရှိကြပါတော့တာဝန်ရှိပုဂ္ဂိုလ်များကျောင်းသားမိဖများဘာသာရေးဆိုင်ရာမလဝီကြီးများကျောင်းသားမိဖများ RAA ပိခန့်ရှင်နေတကွာ CEC မမဝေများကျောင်းသားကျောင်းသူများအားလုံးကိုကျွန်တော်ဥစွာပဏမနှခေါ်ဆက်တာအပ်ပါတယ်ခင်ဗျာအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူကျွန်တော်ယခုတင်ဆက်မဲ့ကြပြားကြတော့ဒီကျွန်တော်တို့ဆုရှိမင်းဝယ်အခမ်းအနားနဲ့သက်ဆိုင်တဲ့ကြပြားတစ်ပုဒ်လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းစိတ်လုံးချနေတဲ့အခမ်းအနားမို့လို့အနှုံးညွတ်တောင်းဆိုရပါတယ်ကျွန်တော်ကလည်းနားလေပြကြပါရဲ့တောင်းဆိုလိုပါတယ်လာကြွယ်သွားကြမယ်ရာဝေရောမိစေရာကျောင်းသားများတွေ့ဆုံပွေတော်လာကြွယ်သွားကြမယ်ရာဝေတော်မိဘစေရာကျောင်းသားများတွေ့ဆုံပွေတော်စေရာများရဲ့တပေမိဘများရဲ့ရင်သွေးတပေတသားတဲ့တယောက်နေတော်ရာရိတ်မှာစုံကြပြီနော်ရာရိတ်ကုံရောင်ထွက်ပြောင်းအောင်ဒီဆောင်ဆွေးတွေအကောင်းထေပေါ်စိတ်တွေကကောင်းမောကျေဝေလို့စီကဲများနဲ့ပညာရေးတိုးတက်ရေးကိုမျှော်တောင်းနာနီတိကဲပမာမိဘဝနာစေရဝနာတပေတို့ဝနာကိုယ်ဝင်ကိုယ်တဲ့ညီစေတော်ကိုယ်ဝင်ကိုယ်တဲ့ညီစေတော်သုံးဝိတခိုင်တရားပဲနာရွှေလဲမြို့ပြောဆုံညီပွဲတော်ဆုံညီပွဲတော်ဆုံညီပွဲတော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရွေးဆုံမှုပေါ့အနေငယ်များရွှေဝေမှုရှိခဲ့လေကျွန်တော်ကိုနားလေပေးကြပါရဲ့ကျွန်တော်ထဲမှာအနှုံးရဲ့တောက်ဆွဲရပါတယ်ခင်ဗျာအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူ